ဒီနေ့ဒီနေရာမှာလာရင်ဒီတော့ညမတော်ထမှာချီမုံကိုပြီးအချင်းကြီးမဟုတ်ပဲကိုယ်အနည်းငယ်တော့အလုံးထဲမှာလူတိုင်းကတော့ချင်းစီတိုင်းမှာကောင်းကြည့်တဲ့ချက်ကအစတရားတော့ကောင်းချင်အောင်တော့တက်ကုန်ပြီးတော့ပါဒီလိုအားဒီလိုတော့စကားအစ်စတာချလာလေပါဗျာရှိတယ်လို့ကချင်ပြည်နယ်ကနေလည်းအရှိတယ်မြန်မာပြည်ကနေလည်းအရှိတယ်ကျွန်တော်လည်းလက်စိတ်ထဲမှာတော့ဆူရဲဆူတောင်းထားတဲ့အချက်ရှိတယ်မြန်မာပြည်တော်မှာဒီလိုပေါင်းစုံတော့ကျွန်မြန်မာနိုင်ငံကနေဒီလိုပေါင်းစုံရရှိမှကျွန်တော်ဆူတောင်းရရှိပါတယ်ကရင်ရှိတယ်နော်ရခိုင်ရှိတယ်ကျွန်တော်ချင်းနေရှိတယ်ကျွန်တော်စိတ်ထဲမှာကချင်နေတော့မှာဒီလိုပဲပြန်ကြည့်ရတာပို့ဆောင်ပေးမလဲဘောနော်ကျွန်တော်စိတ်ထဲမှာတကယ်ဆူတောင်းတာဒီနေ့တော့မပြောလိမ့်မယ်နော်ဒီမှာတမီးတရားနော်ကျွန်တော်ရဲ့ဒိန်တာဒီအချင်းတွေနဲ့ဒီလိုချစ်စုတွေနဲ့ပို့ဆောင်ပေးတယ်လို့ခံစားရတယ်နော်ဒီမှာဒီကလာပါတော့ဒီတာစီကိုတော့ထားပါတော့ဒီမှာတော့လည်းဒီလိုရရဆိုတော့ဒီကိုပို့ဆောင်တယ်ဆိုတော့ဆေဘူးကိုဒီလိုမှာတဲ့ဆေဘူးကိုလည်းကျွန်တော်ဒီနော်ဒီပရိုဖာပြာဒီနေ့အချိန်တိုင်းတော့ညမှာကိုချီးမွမ်းပါတယ်ပရိုရဲ့အတင်းတော်မှာပရိုဖာပြာလူမျိုးပေါင်းစုံဒီနေ့ပုံစံပေးအမေရိကန်ကနေကျလို့ဒီငါမြန်မာပြည်ရဲ့ပရိုဖာ joy ကိုတော့ကချင်ပြည်နယ်ကနေဒီကျလို့ရဲ့မြန်မာတို့ရဲ့တမီးပုံစံပေးတယ်မြန်မာပြည်ကနေကျလို့ရဲ့အပြည်ဒီကိုတွေဒီနေ့ပုံစံပေးတယ်သူတို့မျက်နှာလေးတွေပြည့်ရတော့ချီးစုတင်တယ်သူတို့လက်စကကောင်းချင်ပြီးတော့ဘာဒီလိုရှမ်းပါတယ်ခိုင်ကိုရိုဖာပြပြီးအနေအတိအကလေးကိုကမှစာပြီးလုံချုံစွာနဲ့နေရတော့ခွင့်ကြားမှာစွာနဲ့နေရတော့ဘေရောဘောပါယေရှုနာမအဖြစ်ကောင်းချပေးပါတယ်ကိုရိုဖာပြဒီအတိတော်ယက်တီလို့ကကိုရိုဖာပြဒီနေ့ကိုရဲ့ကာဒီတဲ့စစ်ကိုရိုဖာပြစေဖို့တော့ဘုရားအတိတော်မှာကိုရိုဖာပြဆက်တဲ့ဒီမှာပြီးလို့ပါတယ်ကိုရိုဖာပြပြီးလို့မိသားစုယေရှုကကောင်းချပေးပါတယ်ကိုရိုဖာပြကောင်းကင်တကားတွေဖွင့်ပြီးသူတို့မိသားစုပေါ်မှာတော့ကောင်းတကူချင်းစီပေါ်မှာတော့ကောင်းကိုရိုဖာပြဝိညာဉ်ကောင်းကြီးဝိညာဉ်ပိုင်းဆိုင်ရာကောင်းကြီးကိုရိုဖာငွေကြီးပိုင်းဆိုင်ရာကောင်းကြီးမင်္ဂလာကိုရိုဖာပြအတိအကျသောလူအလက်ရှိသောကောင်းကြီးမင်္ဂလာကိုတိုးလောင်းပါကိုရိုဖာပြရဲ့နိုင်ငံတော်ကိုရိုဖာဤအတင်းတော်အဖြစ်ပျောက်ဆုံးသောဝိညာဉ်တွေတော်လည်းကောင်းကိုရိုဖာရဲ့လူရီဒုက္ခရောက်နေတော်သူများကိုရိုဖာပြအတင်းတော်အနေနဲ့တော်လည်းကောင်းကျွန်တော်လောက်ဆောင်နေဖို့ကိုငေနိုင်ဖို့ကိုရိုဖာပြရဲ့မိသားတွေကိုဝေငှနိုင်ဖို့လို့ကကိုရိုဖာပြဤဘာနာကုလည်းကောင်းချစ်ပြေတော်မူပါဒီနေ့ကိုရိုဖာပြပြေလို့တော့မိသားစုဒါမှမဟုတ်တကူချင်းစီမလည်းပဲကိုရိုဖာပြရဲ့မိသားကိုရိုရဲ့ကောင်းချစ်မင်္ဂလာအဖြစ်ပြတွန်းလောင်းပါမြေကြောင့်ယေရှုနာမကိုအမိပြုဆုတောင်းကောင်းချီးပေးပါတဲ့ထောက်တော်မြတ်စွာဘုရားရှင်အာမင်တော့ကျမတို့တရားတွေနော်ကျွန်တော်ရမယ့်ချင်းဖြစ်ပါလေဂျော့ဂျ်နဲ့ဆရာချင်းကိုယေရှုနာမအားဖြင့်အားလုံးရဲ့ပုံကြည့်ပြီးတော့ကြိုးစားကြရအောင်မင်္ဂလာ My name is Joy. ကျွန်မနာမည်က Joy ဖြစ်ပါတယ် I'm from the US as I US said. ကနေဖြစ်ပါတယ် And I have been in Malaysia for 1 year. မလေးရှားမှာနေတာတရှိပါပြီ I work as a teacher. ကျောင်းဆရာမဖြစ်ပါတယ် I teach at 2 schools. ကျောင်းအားလုံးလုပ်ပါတယ် And one of them is a refugee school in Bukit Bintang, ဒီမှာရှိရဲ့ refugee ကျောင်းအားလုပ်ပါတယ် which is where I met Brother Jin.
ဟောပြန်တင်ပြပါတယ် So, Mimra, Ninette, မြန်မာလူနဲ့ပြောပါတယ် thank you very much for having me today. ဒီမှာဖိတ်ကြားနေတဲ့အတွက်သူပဲကျေးဇူးတင်ရှိပါတယ် It is an honor to worship with you. အတူချင်းမှကိုယ်ခွင့်ရတာကျေးဇူးတော်ကိုဝမ်းမြောက်ပါတယ် I would like to share with you some encouragement from the book of Acts. တမန်တော်ကျမ်းခန်းကြီးအတူခွန်အားယူကြရအောင် And I think that some of you will already know this story, ဒီပုံစံကိုအားလုံးသိပြီးသားဖြစ်နေပါလိမ့်မယ် but I hope that God can still speak to you ဒီအ through ရင် this. ကခုလည်းပဲစကားပြန်ပြောမယ်လို့ယုံကြည်ပါတယ် As a reminder, Acts is a short name for Actions of the Apostles. တတိပြည့်အနေနဲ့ act ဆိုတာကတမန်တော်ဆိုတာက apostle ရဲ့အလုပ်လုပ်တာဖြစ်ပါတယ် Really, it should be called Actions of Jesus Christ through the Apostles. ဒီလိုပဲခေါ်တင်ပါတယ်ခရစ်တော်ရဲ့တမန်တော်ရဲ့ဒီဆက်လို့တဲ့ပုံစံလို့ It is written by Dr. Luke, ဒါဆရာဝန်လူကဒီစတာဖြစ်ပါတယ် who also wrote the book Luke. လူဆောင်ကိုရေးတဲ့ဖြစ်ပါတယ် And the two books were written to go together. အဲဒီနောက်အုပ်လုံးကအတူဆက်ကြည့်လို့ရပါတယ် Luke, the first book, is an account of Jesus' time on earth. ခရစ်တော်ဒီလောကမှာဒီအသက်တော်ရှင်အကြောင်းကိုရေးစထားတာဖြစ်ပါတယ် And Acts is an account of what happened after his resurrection. ကမန်တော်ကျမ်းတော်ရှိတဲ့ထောက်တဲ့ထားမြောက်ပြီးနောက်ပိုင်းအကြောင်းကိုပေါ်ပြထားပါတယ် And we learn about the early church and the first missionary journeys. ပထမဦးဆုံးအတင်းတော်တွေနဲ့ missionary ပထမဦးဆုံးအကြောင်းတွေဒီမှာဖတ်ရပါတယ် The verses that I would like to share with you today are from Paul's second missionary journey. ဒီနေ့ပြောချင်တာတော့ Paul ရဲ့ second missionary အကြောင်းကိုပြောချင်ပါတယ် And it starts in chapter 16, chapter 16 ကနေစပါတယ် verses 16 through 34. ပိုက်နယ်16ကနေ14ထိဖြစ်ပါတယ် So I will read the verses in English, and then Brother Jim will read. Translate. So Acts chapter 16, starting in verse 16. I'll read it all in English. As we were going to the place of prayer, we were met by a slave girl who had a spirit of divination and brought her owners much gain by fortune telling. She followed Paul and us, crying out, "These men are servants of the Most High God, who proclaim to you the way of salvation." And this she kept doing for many days. Paul, having become greatly annoyed, turned and said to the spirit, "I command you in the name of Jesus Christ to come out of her." And it came out that very hour. But when her owners saw that their hope of gain was gone, they grabbed Paul and Silas and dragged them into the marketplace before the rulers. And when they had brought them to the magistrates, they said, "These men are Jews, and they are disturbing our city. They advocate customs that are not lawful for us as Romans." The crowd joined in attacking them, and they tore off the garments and gave orders to beat them. And when they had inflicted many blows, they threw them into prison and ordered the jailer to keep them. And having received this order, he put them into the inner prison and fastened their feet. Verse 25. About midnight, Paul and Silas were praying and singing hymns to God, and the prisoners were listening to them. And suddenly there was a great earthquake, so that the foundations of the prison were shaken. And immediately all the doors were opened, and everyone's bonds were unfastened. And when the jailer woke and saw that the prison doors were open, he drew his sword and was about to kill himself. But Paul cried out, "Do not harm yourself, for we are all here." And the jailer called for lights, and with trembling fear he fell down before Paul and Silas. And then he brought them out and said, "Sirs, what must I do to be saved?" They said, "Believe in the name of Jesus, and you will be saved, you and your household." They spoke the word of the Lord to him and to all who were in his house. And he took them that same hour of the night and washed their wounds and was baptized, he and his family. Then they brought them up into his house and set food before him, and rejoiced along with his entire household that he had believed in God. ကျမ်းစာဥပါရရှင်အတူတူဖတ်ရအောင်ကမန်တော်ကျမ်း16ကနေ24ထိတင်းနေ ready ဖြစ်ပြီလား
16နဲ့24အင်းနဲ့တော့တနည်းတွင်ငါတို့ဒီစုပေါင်းအခနာပြုသောနေရာသို့သွားကြစဉ်ဘီလင်ဟောတော်နပူမီဒီအစီခံမိမတို့နဲ့ဆုံကြ၏သူဒီဘီလင်ဟောချင်းဖြင့်မိမိတခင်တို့အတွက်များစွာသောအကျိုးစီးပွားကိုဖြစ်စေ၏သူမိမသည်ဘောလုံးနဲ့ငါတို့နောက်သို့လိုက်လာ၍ဤသူတို့သည်အမြင့်ဆုံးသောဖျားသခင်၏အစီအပါများဖြစ်ကြ၏ဒီတို့အားကယ်တင်ခြင်းတရားလမ်းကိုဟောပြောနေသူများဖြစ်ကြ၏ဟုဟော၏ပိုင်နယ်ဆရှိသူသည်ပေါင်းများစွာသူတို့ပြုပြီး၍ဘောလုံးသည်စိတ်အနှောင့်အယှက်ဖြစ်ဖြင့်နောက်သို့လက်ကသူ့အထဲမှထွက်သွား၍ယေရှုခရစ်တော်၏နာမ၌တင့်တယ်များအမိန့်ပြုပြီးသူနတ်ဆိုအားဆိုရင်၎င်း၏ထိုအချိန်၌ပင်ထွက်သွားလေ၏သို့တော့သူမိမ၏တခင်တို့သည်မိမိတို့အကျိုးစီးပွားအတွက်မျှော်လင့်ချက်မရှိတော့ကြောင်းသိမြင်သဖြင့်ဘောလုံးနှင့်ဒီလာတို့ကိုဖန်ဆီး၍အကြီးအကဲများရှိရာဇီအရတ်တို့ဆွဲခေါ်သွားကြ၏အုပ်ချုပ်ရေးအရာရှိများထံရောက်ကြသောအခါဤသူတို့သည်ဂျိုးမြများဖြစ်ကြပြီးကျွန်တော်တို့ဤမြို့လုံးအလုံးစုံနဲ့တက်ဖြစ်စီ၍ရောမနိုင်ငံသားများဖြစ်ကြတော့ကျွန်တော်တို့ဒီမှာခံအားမချစ်တော့တော့တလေးထုံးစံများကိုဟောပြောနေကြပါသည်လို့ဆိုကြ၏လူချိုးပွဲတက်ကလည်းသူတို့နဲ့အတူထရှောက်ထရဲ့ဘောလုံးနဲ့ဒီလာတို့ကိုစန့်ချင်ကြ၏သူဟာအုပ်ချုပ်ရေးအရာရှိတို့သည်ဘောလုံးနဲ့ဒီလာတို့၏ဘဝကိုဆွဲပြဲ၍သူတို့ကိုကြားရရန်အမြင်ပြကြ၏ပိုင်းနယ်စတဲ့သူတို့ကိုအချက်ပေါင်းများစွာရင်းရစီပြီးရင်ခြောင်ထဲ၌ထည့်ထားသောသူတို့ကိုတေချာစွာစောင့်ကြထားရန်ခြောင်မူအားအမိန့်ပေးကြ၏သူအမိန့်ကိုရသောခြောင်မူ၏သူတို့ကိုခြောင်ရင်းခါကိုထည့်ထား၍သူတို့ချီကိုထိပ်လုံးအား၏From these verses, I would like to make 3 points. ဒီအပိုင်ငယ်များတွင်ချက်3ချက်ကိုပြောချင်ပါတယ် The first is the confidence of Christians. ခရိယာများရဲ့ confidence ကိုနော် The second, ဒုတိယအချက်က the joy of Christians. ခရိယာများရဲ့ဝမ်းမြောက်ခြင်း And the third, တတိယအချက်က the faithfulness of God. ဘုရားသခင်ရဲ့သစ္စာရှိခြင်းကိုပြင်ခြင်း So let's talk about number 1, the confidence of Christians. ခရိယာများရဲ့ယဉ်ကျေးခြင်း confidence ကိုတော့အရင်ဆုံးပြောရအောင် In verses 16 and 19, verses 16 and 19 မှာ we see Paul, Silas, and Luke in Philippi. ဖိလိပ္ပိမှာ Paul, Silas နဲ့ Luke ကိုတွေ့ရတယ် And this is Paul's second missionary journey. ဒီအရာက Paul ရဲ့ဒုတိယတစ်ချိန်အင်္ဂလိပ်လေးသွားတဲ့အချိန်ဖြစ်ပါတယ် As they are traveling, there is a young girl filled with a demon. သူတို့လဲလဲသွားလာရင်းနဲ့မိန်းကလေးငယ်တယောက်နဆူပိုးတဲ့မိန်းကလေးတယောက်နဲ့တွေ့တယ် And what she says about Paul is true. သူက Paul အကြောင်းပြောတဲ့အရာကမှန်ပါတယ် But it is not from the Spirit of God, but the spirit of the demon. ဝိညာဉ်တော်ဆရာအရှင်တော်ဝိညာဉ်တော်ဆရာမဟုတ်ဘဲနဆူဆရာနေဖြစ်ပါတယ် And Paul did not want people to think that she was with them. Paul ကလူတွေကိုသူမနဲ့အတူအပေါင်းပါရတော့တိမာကိုပြောကြမှာကိုမလိုလားဘူးနဲ့တူတယ် So in verse 18, verse အပိုင်ငယ်ဆက်ရှိမှာ it says that Paul got annoyed. Paul ကစိတ်အနေနဲ့ဆူရတယ် I find this a little funny. ဒီအရာကရည်စရာကောင်းတယ်လို့ထင်မိပါတယ် This amazing apostle, Paul, ဒီအရာဖျားသုံးပြတဲ့ Paul က well respected and honored saint in church history, လူတွေလေးစားတဲ့အရာလေးစားတဲ့ပုဂ္ဂိုလ် church ဖြစ်ဆိုတော့အတင်းတော်သမိုင်းမှာလူတွေတော်တော်များများလေးစားတဲ့ပုဂ္ဂိုလ် is like me. He gets annoyed. သူကငါလူပဲသူကစိတ်အနေနဲ့ဆူတယ် But unlike me, ဒါပေမဲ့ငါလူမဟုတ်ပဲ he didn't respond to his annoyance with sin. သူရဲ့စိတ်ဆူတောင်းတာကိုအဖြစ်နဲ့မတုံ့ပြန်ပဲနဲ့ Instead, he shows this incredible confidence. ဒီအရာကြောင့်သူရဲ့ confidence ကိုပြသပါတယ်
he speaks directly to the demon. သူကဒီနတ်ဆိုးကိုတိုက်ရိုက်စကားပြောပါတယ် And he commands it to leave the girl's body. သူရဲ့ကောင်မလေးရဲ့ခန္ဓာကိုယ်ကနေထွက်သွားဖို့အမိန့်ပေးပါတယ် Wow. How did he do this with such unwavering confidence? ဘောကဒီအရာကိုဘယ်လိုလုပ်တာလဲမယိမ့်မယိုင်တဲ့ယုံကြည်ချက်နဲ့ I'm going to read verse 19 again. ပိုင်နေကိုပြန်ဖတ်ပါမယ် I command you in the name of Jesus Christ to come out of her. And it came out. ခရစ်တော်နာမ၌ကောင်မလေးဆီကနေထွက်သွားဖို့အမိန့်ပေးပါတယ် So who was Paul's confidence in? ဖော်ရဲ့ယဉ်ချင်းအားဘယ်မှာလဲ Was it in himself or Paul or Silas or Luke? သူကိုသူ၌လားဆိုင်လတ်ဒါမှမဟုတ်တငယ်ချင်းတွေစီမှာလား No. မဟုတ်ပါဘူး His confidence was entirely in the authority of the name of Jesus Christ. သူရဲ့ယဉ်ချင်းကဘုရားခင်စီမှာပဲလုံးလုံးရရရှိပါတယ် So Paul's confidence 2,000 years ago ဖော်ရဲ့ယဉ်ချင်းလူခဲနှစ်ပေါင်း20က is the same confidence we have today. အခုငါတို့မှာရှိတဲ့ယဉ်ချင်းလည်းဖြစ်ပါတယ် Jesus Christ is unchanged, ခရစ်တော်ဟာမပြောင်းလဲဘူး and the power of Yahweh, our God, is eternal. ယာဝေရဲ့တကူကလည်းထာဝရဖြစ်တယ် It is the same confidence of Shadrach, Meshach, and Abednego, ဒီယဉ်ချင်းဟာရှရတ်မေရှက်နဲ့အဘယ်နဲ့ဂိုးရဲ့ယဉ်ချင်းပဲဖြစ်ပါတယ် it is the same confidence of Moses and Abraham and Noah, Moses Abraham နဲ့ Noah တို့ရဲ့ confidence လည်းဖြစ်ပါတယ် and it is the same confidence of Stephen, who was being stoned to death, called out for the forgiveness of his attackers. ဒီယဉ်ချင်းဟာ Stephen မှာလည်းရှိပါတယ်သူ့ကြောက်ခဲနဲ့ပစ်တတ်တော့တဲ့အချိန်မှာသူ့ကိုပစ်တတ်တော့တဲ့လူတွေကိုဘုရားသခင်ကခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ် This is confidence that we can have today, အဲဒီယဉ်ချင်းဟာအခုငါတို့မှာလည်းရှိနိုင်ပါတယ် because the confidence of a Christian ခရိယာများရဲ့ယဉ်ချင်းက is not found in our own strength or intelligence or bravery. ငါတို့ရဲ့ပညာရေးချက်မြတ်ခြင်းနဲ့ငါတို့အထဲမှာမရှိမတွေ့ရပါဘူး It is the sovereignty of God. ဘုရားသခင်ရဲ့ထာဝရအုပ်စုမှုထာဝရအမှားပဲရှိပါတယ် So we can trust Him, ဘုရားသခင်ကိုယုံကြည်လို့ရပါတယ် and then we can act and speak with confidence. အားလုံးဘုရားသခင်ကိုယုံကြည်ပြီးသွားလာလို့ရှားလို့ရပါတယ် Paul later wrote a letter called, or we call it Philippians, ဖောကနောက်ပိုင်းမှာရေးထားတဲ့ Philippians မှာ to the people in this region. အဲ့ဒီနေရာမှာရှိတဲ့လူတွေစီကိုပဲ And in verse 4, or chapter 4, verse 13, ချက်အပိုင်အခန်းကြီး၄အငယ်73မှာ Paul says, I can do all things through Him who strengthens me. ဖောကပြောပါတယ်အောင်ခရစ်ငါကိုခတ်သိမ်းတဲ့ပြည်ဆုံးစီတော်မူသောခရစ်တော်အပြင်ခတ်သိမ်းသောအမှုရာတို့ကိုသစွမ်းနိုင်၏ Our confidence is not because we are strong or good. ငါတို့ရဲ့ရဲရင်ချင်းအားငါတို့တန်မာလို့ငါတို့ကောင်းလို့မဟုတ်ပါဘူး We are not good. ငါတို့မကောင်းပါဘူး I am not good. ငါမကောင်းပါဘူး We are weak and imperfect. ငါတို့အားနဲ့မပြည့်စုံဘူး But praise God, ဒါပေမဲ့ He has adopted us. ဘုရားသခင်ကငါတို့ဝိထားတယ် His Spirit lives inside of us. သူရဲ့ဝိညာဉ်ငါတို့အထဲမှာဖြစ်ရှင်တယ် So we have the confidence of God because He is good and He is strong. He is in control. ဘုရားသခင်ရဲ့ရဲရင်ချင်းကိုငါတို့မှာရှိပါရဲ့ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကကောင်းလို့ပါ I'm going to read from Romans chapter 8, verse 37 and ဒီတော့မှ 39. ခရစ်ဝင်ခန်းကြီးရှစ်အနေနဲ့30ခဲနန်း30ကိုဖတ်ပါမယ် No, in all these things we are more than conquerors through Him who loved us. For I am sure that neither death nor life, nor angels or rulers, or things present or things to come, or powers, heights or depth, or anything else in all of creation will ever be able to separate us from the love of God that is in Christ Jesus our Lord. တတ်တော့ပါတယ်ဆိုရင်အတူတူဖတ်ကြအောင်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးရှစ်အနေနဲ့30ခုကနေ39တိနဲ့တော့ကိုချစ်တော်မူသောအရှင်အားဖြင့်သူအမှုခတ်သိမ်းတို့ကိုခံရစဉ်ပင်လုံးလုံးလျားလျားအောင်မြင်ရရှိကြ၏
အကြောင်းမူကားဒီချင်းဖြစ်စီအသက်ရှင်ခြင်းဖြစ်စီကောင်းကင်တမန်များဖြစ်စီအုပ်ချုပ်သူများဖြစ်စီမျက်မှောက်အရာများဖြစ်စီနာလာနည်းအရာများဖြစ်စီဘုရားများဖြစ်စီအထက်အရာဖြစ်စီအောက်အရာဖြစ်စီဖန်ဆင်းတော်မူသောအခြားမည်သည့်အရာပင်ဖြစ်စီငါတို့၏သခင်ခရစ်တော်ယေရှု၌ရှိသောဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့်ငါတို့ကိုမကွဲကွာစေနိုင်ဟုငါသည်ယုံကြည်စိတ်ချ၏ We do not have to live in fear of humans or demons. လူတွေတော့မဟုတ်အတော့ဟုတ်အဆူတွေကိုကြောက်ရွံ့ခြင်းနဲ့ငါတို့သိရှင်စရာမလိုပါဘူး Because we know that our God is more powerful than them. ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကအရာရာချက်တကူရှိတယ်ဆိုတော့ငါတို့သိလို့ပဲဖြစ်ပါတယ် This does not mean that we will never have trouble, ဒီအရာကငါတို့ပြဿနာမရှိနိုင်ဘူးလို့ဆိုနိုင်ပါဘူး but when trouble comes, ဒါပေမဲ့ပြဿနာကြုံတဲ့အချိန်မှာ we don't have to be afraid. ငါတို့ကြောက်စရာမလိုပါဘူး We can have confidence ငါတို့ရဲရင်ချင်းငြိမ်သက်ခြင်းရှိနိုင်ပါတယ် because our God is constant. ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကမပြောင်းမလဲဘူး As Psalm 56 verse 3 says, ဆာလံကျမ်း53:6ကပြောတယ်လေ when I am afraid, I put my trust in God. အားကြောက်ရတဲ့အချိန်မှာဘုရားသခင်ကိုကိုးစားတယ် So the first point ပထမတစ်ချက်က is that we are confident as Christians, ခရိယန်တရားအနေနဲ့ငါတို့ရဲရင်လည်းအောင်ငင်းတက်ချင်းရှိတယ် just like Paul was confident. ဘောလူလိုပဲ Not because we are good or strong. ငါတို့ Demand for Paul and Silas to be arrested. လူတွေကဘောလူနဲ့ဆိုင်ရပ်စ်ကိုဖမ်းဆီးရတောင်းဆိုကြတယ် So Paul and Silas are beaten and put in prison. ဘောနဲ့ဆိုင်ရပ်စ်ကိုရိုက်နှက်ပြီးတော့ထောင်ထဲပို့ကြတယ် This was unjust. ဒါကမတရားဘူး Paul and Silas were Roman citizens. ဘောနဲ့ဆိုင်ရပ်စ်ဟာလူတွေနိုင်ငံသားတွေဖြစ်ကြတယ် They should not have been treated this way without a court trial. သူတို့ကိုရုံးအစစ်အစီးပါညာမလုပ်ဘဲနဲ့ဒီလိုမျိုးလုပ်ခွင့်မရှိဘူး That was the law. ဒီအရာကဥပဒေဖြစ်တယ် So they could have been furious or angry. သူတို့ကစိတ်ဆူဒေါသဖြစ်နေပါတယ် But let's see, how did they respond in verse 25? အပိုင်ငယ်25မှာသူတို့တုံ့ပြန်တယ်ကြည့်ကြပါစို့ It says, around midnight, Paul and Silas were praying and singing hymns to God, and the prisoners were listening to them. မြတ်တကောင်ရတဲ့အချိန်မှာဘောလူနဲ့ဆိုင်ရပ်စ်ကဆူတောင်းကြတယ်ချင်းမတချင်းတွေဒီဆူကြတယ်အဲဒီထောင်ဆောင်ရရတယ်သူတို့ချင်းမတချင်းဆူပန်တွေကိုကြားတယ် Wow. လာ How is this possible? ဒါကဘယ်လိုလုပ်ဖြစ်နိုင်ပါလဲ They were beaten သူတို့ကအရိုက်ခံတယ် and put into prison. ထောင်ထဲအသွေးခံတယ် And they reply, and they respond သူတို့တုံ့ပြန်တယ် with singing. အချင်းဆူချင်းနဲ့ How incredible. ဘလောက်ထူးဆန်းစမ်းကြယ်တယ် To be honest with you, ရိုးရိုးသားသားပြောရရင် when I read this, ဒီအရာကိုဖတ်တဲ့အချိန်မှာ I am convicted. ယုံကြည်ပါတယ် Often in my own life, မကြာခဏကျွန်မဘဝမှာ when trouble comes to me, ပြဿနာလာတဲ့အချိန်မှာ I don't reply with singing. အချင်းဆူချင်းနဲ့မတုံ့ပြန်ပါဘူး I get angry စိတ်ဆူတယ် or sad, ဝမ်းနေတယ် and I see the trouble or the difficult circumstance အဲ့ဒီပြဿနာတွေကို as an excuse to get angry or complain. စိတ်ဆူတော့တာဖြစ်ဖို့အခွင့်အလုပ်မြင်တယ် When things are going well, အရာရာဆင်ပြေတဲ့အချိန်မှာ praise God, I'm thankful. ဘုရားသခင်ကိုကိုးကွယ်တယ် But when things are not going well, အရာဆင်မပြေတဲ့အချိန်မှာ it's hard to praise God. ဘုရားသခင်ကိုကိုးကွယ်ဖို့ခက်ခဲတယ် As I was preparing this week, ဒီအရာကိုပြင်ဆင်တဲ့အချိန်မှာ I found a quote, a comment on this verse. ကိုကားတစ်ခုကိုတွေ့ပါတယ် It says, ဒီအရာက anyone can be happy in pleasant လူ circumstances, တိုင်းကအချင်းရဲ့ကောင်းတဲ့အချိန်မှာပျော်ရွှင်နိုင်ပါတယ် but real joy comes from within, ဒါပေမဲ့တကယ်ဝမ်းမြောက်ခြင်းကအထဲထဲကနေလာပါတယ် and it is a gift available to Christians at all times. ခရိယာန်များအချိန်တိုင်းရနိုင်တဲ့လက်ဆောင်ဖြစ်ပါတယ်
That's true, isn't it? ငါနဲ့မဟုတ်လား It's easy to be happy when things are easy, အရာရာစင်ပြေတဲ့အချိန်မှာပျော်ရွှင်ဖို့လွယ်ကူတယ် but it's hard to be happy when things are hard. အခက်ခဲတဲ့အချိန်မှာပျော်ရွှင်ဖို့ခက်ခဲတယ် When you're facing injustice and fear and war and evil, တရားမှုကြောက်ရွံ့ခြင်းနဲ့စစ်ဘေးကြုံတဲ့အချိန်မှာ as some of you have, as all of you have, ငါတို့ကြုံကြတယ်လို့ပဲ I can imagine that it must be hard ငါစိတ်ကူးနိုင်ပါတယ်အရင်ခက်ခဲမှာပါ to keep your joy. ဝမ်းမြောက်ခြင်းကိုခင်ဆောင်ခင်ဖို့ But I want to encourage you, မဲ့ခွန်အားပေးခြင်းပါတယ် as much as I also need to hear it, ကျွန်မလည်းကြားဖို့လိုတယ်လို့ပဲ that our joy is not from our circumstances. ငါတို့ရဲ့ဝမ်းမြောက်ခြင်းကဘေးပတ်ဝန်းကျင်ကနေလာတာမဟုတ်ပါဘူး Our joy is in Jesus ကျွန် Christ, တော်ရဲ့ဝမ်းမြောက်ခြင်းကခရစ်တော်ဆီကနေပဲဖြစ်ပါတယ် in the finished works of the cross. ဒါတိုင်းမှာပြည့်ပြည့်စုံစုံရဲ့အရာတွေအကြောင်းဖြစ်ပါတယ် Our hope is strong, ကျွန်တော်ရဲ့မျှော်လင့်ခြင်းကတမ်းမာပါတယ် even when things around us are confusing or bad. အရာရာကအစင်မပြေတော့လဲ But how do we actually get this joy? ငါတို့ကဒီအရာကိုဘယ်လိုရရမလဲ Like, we know that we should feel it, ငါတို့ဒီရဲ့ဒီအရာကိုခံစားလို့ရတယ် but what if you don't feel it? ဒါမဲ့မခံစားဖို့ဆိုရင်တော့ I turn to Psalm 103, verse 1. ဆာလံကျမ်းအရာတော့မှာ Bless the Lord, O my soul, and all that is within me. Bless his holy name. ငါဝိညာဉ်သာဝရဘုရားကိုကူစားတော့အချင်းထဲမှာရှိတဲ့အရာအလုံးအရှိတဲ့နာမတော်ကိုချီးမွမ်းတော့ David seems to be speaking to his own heart. ဒေးဗစ်ကဒါဝိဒ်ကသူ့ကိုပြောတယ်လို့ထင်ရတယ် Commanding his own heart to bless God. အလုံးသားကိုအမိန့်ပြီးတဲ့ဘုရားသခင်ကိုချီးမွမ်းဖို့ We cannot wait to feel like praising God. ငါတို့ကဘုရားသခင်ကိုကိုးကွယ်ဖို့စောင့်စရာမလိုပါဘူး If we only praise God when we want to, ငါတို့ဘုရားသခင်ကိုကိုးကွယ်ခြင်းတဲ့အချိန်မှာပဲကိုးကွယ်ရင် we would barely do it. ငါတို့လုံးဖို့ဖြစ်တယ် But like David, ဒါပေမဲ့ဒါဝိဒ်လိုပဲ we can command our hearts ငါတို့ရဲ့နှလုံးသားကိုနှိမ့်ပြီးနိုင်ပါတယ် to lift up the name of God ဘုရားသခင်ရဲ့နာမတော်ကိုချီးမြှောက်ဖို့ in thanksgiving and praise. ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ When things are good ရာရာစင်ပြီးတဲ့အချိန်မှာ and when things are bad. စင်ပြီးတဲ့အချိန်မှာလည်းပဲ Because God does not change. ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကမကြောက်ဘူး It's easy to stand here and say this. ဘုရားကပြန်ရပြီးတော့ကြောက်ရပါတယ် It's hard to do it. အမှန်လို့ခုခက်ပါတယ် It's a good thing God has grace for us when we fail. ဘုရားသခင်ကအားလုံးအတွက်ကျေးဇူးရှိတယ်ဆိုတော့ဝမ်းမြောက်စရာပဲ I pray that we would continue to work towards this. ဒီအရာကိုလက်ဆက်လို့ဆောင်ချမယ်လို့ဆုတောင်းပါတယ် That like Paul and Silas, တော်လို့ပဲဆိုင်လာစီပဲ we would remember our joy is unstoppable and unchanging. ငါတို့ရဲ့ဝမ်းမြောက်ခြင်းကအတော်အသက်မရှိကြောင်းမပြောင်းမလဲဘူးဆိုတော့ဒီမှာ And like David, ဒါဝိဒ်လိုပဲ we would command our hearts အားရတဲ့လုံးသားကိုမြင်ပြီးတယ် to respond with praise ဘုရားသခင်ကိုကိုယ်ခြင်းနဲ့တုံ့ပြန်တယ် as we focus on God's glory. ဘုရားသခင်ရဲ့ glory ခြင်းရဲ့ခြင်းကိုအာရုံစိုက်တဲ့ခြင်းမှာ And we find joy in that, အဲ့ဒီအရာမှာငါတို့ကဝမ်းမြောက်ခြင်းကိုတွေ့တယ် not our circumstances. အခြေအနေပေါ်မှာဟုတ်တယ် The third thing တတိယအချက်က that I would like to talk about ပြောခြင်းတဲ့အကြောင်းအရာက is the faithfulness of God. ဘုရားသခင်ရဲ့ကိစ္စရှိခြင်းတတိတည်ခြင်း Let's continue to read verses 25 and 26. ပါတယ်ငယ်29နဲ့26ကိုဆက်ဖတ်ကြပါစို့ So in English, verse 26, it says, "Suddenly there was a great earthquake, so that the foundations of the prison were shaken, and immediately all the doors were opened, and everyone's bonds were unfastened."
၎င်းရအချိန်ခန့်တွင်ဘောလုံးနှင့်တီလာတို့၏ဖျားသခင်ထံဆုတောင်းလျက်ချင်းမချင်းဆိုနေကြ၏အချင်းသားများတို့လည်းသူတို့ကိုနားထောင်နေကြ၏ထိုအခါယုံကြည်ငလျင်ပြင်းထန်စွာလုပ်သဖြင့်ထောင်၏အုံမြစ်သည်တုန်ခါ၍တကားရှိသမျှသည်ချက်ချင်းပွင့်သွားကအချင်းသားအလုံး၏တန်ကြိုးများသည်ပြုတ်သွားလေ၏ So God frees them. ဖျားသခင်သူတို့ကိုလွတ်ပေးတယ် This can be nothing but the supernatural power of God. ဖျားသခင်ရဲ့တကူမဟုတ်ရင်ဒါအရာကမဖြစ်နိုင်စရာပဲ Incredible. ရန်ထူဆန်းစားကြတယ် But ဒါပေမဲ့ my point on the faithfulness of God ကျွန်မရဲ့အချက်ဖျားသခင်ကတိတော်က is not just because he freed Paul and Silas. ဘောလုံးနဲ့ Cyrus ကိုကယ်တင်တာမဟုတ်ပဲ Because what if he didn't free them? တကယ်လို့များဘောလုံးနဲ့ Cyrus ကိုမကယ်တင်ရင်တော့ Let's just imagine for a moment ဒီအရာကိုစိတ်ကူးကြည့်ကြပါစို့ that God chose not to free them, but allowed them to stay in prison. ဖျားသခင်ကကယ်တင်ပဲခေါင်းထဲမှာဆက်ထားမယ်ရှင်တော့ Could I still stand here and call God faithful? ဒီမှာစိတ်ရပြီးတော့ဖျားသခင်ဟာဂရုရဲ့စာရှိတယ်လို့ပြောမလား Do we only find God faithful when he does what we want? ဘုရားသခင်ကိုငါတို့ကစာရှိရဲ့ဂရုတည်တယ်လို့ခေါ်ကြတာလားငါတို့အရာရာငါတို့ဆုတောင်းရဲ့အားရတဲ့အချိန်မှာ I hope that I wouldn't be so prideful and arrogant. ဒီလိုဆိုရင်ကကျွန်မကအခုအရာမဲ့မဟုတ်ပါလေလို့ထင်မိပါပါ To think that I know how God should behave. ဘုရားသခင်ကဒီလိုလုပ်ပါပြောရတော့အောင် His faithfulness is never a question. ဘုရားသခင်ရဲ့ဂတိတော်ဟာဒီကိဖို့စရာမဟုတ်ဘူး Whether he allowed Paul and Silas to die or freed them, ဘောလုံးနဲ့ Cyrus ကိုပြီးစီရဖြစ်လွတ်ပြီးလိုက်ပြီပဲဖြစ် we would still call him faithful. ဘုရားသခင်ကငါတို့ကဂတိတည်တယ်လို့ဆိုခေါ်ရမှာပဲ Because God was faithful to Paul and Silas, ဘာဖြစ်လို့လဲဆိုတော့ဘုရားသခင်ကပေါ်နဲ့ဆိုင်ရစပေါ်နဲ့ကိစ္စရှိတယ် but he was also faithful in Joseph's story. သူကဂျိုးဆက်ပုံပြမှာလည်းပဲကိစ္စရှိတယ် Joseph was betrayed by his own family. ဂျိုးဆက်ကသူမိသားစုအားနေအစားဖို့တယ် But God brought incredible redemption and provision through Joseph's life. ဂျိုးဆက်ရဲ့အသက်တာကနေကယ်တင်ခြင်းတွေထောက်ပံ့ခြင်းတွေဖြစ်စီတယ် So it didn't look like it at first, ဒီအရာကငါတို့ဒီအတိုင်းကြည့်တယ်ဆိုရင်ဒီလိုမျိုးဖြစ်နိုင်တယ်လို့မထင်ရဘူး but God was faithful to Joseph. ဘုရားသခင်ကဂျိုးဆက်အပေါ်မှာကိစ္စရှိတယ် God was faithful to Paul and Silas, ပေါ်နဲ့ Cyrus အပေါ်မှာလည်းကိစ္စရှိတယ် but he was also faithful in Job's story. Job အပေါ်မှာလည်းကိစ္စရှိတယ် When Job's children were killed Job ရဲ့သားသမီးရဲ့တပ်ခံရတဲ့အချိန်မှာ and Job's wealth was taken, စီစဉ်ဥစ္စာတွေပါသွားတဲ့အချိန်မှာ and Job's friends accused him, ငယ်ချင်းတွေကလည်းအပြစ်ဖို့တဲ့အချိန်မှာ God himself answered Job ဘုရားသခင်ကိုယ်တိုင်ကယောဘကို and restored him. ပြန်လဲကောင်းပြန်လဲထူထောင်တယ် So it didn't look like it at first, ပထမဆုံးကြည့်တဲ့အတိုင်းကြည့်ရဆိုရင်ထင်ရဘူး but God was faithful to Job. ဘုရားသခင်က Job အပေါ်မှာကိစ္စရှိတယ် God was faithful to Paul and Silas, ဘုရားသခင်ကဘောလုံးနဲ့ Cyrus အပေါ်မှာလည်းကိစ္စရှိတယ် and he is most faithful in the way that he sent his son. သူရဲ့သားတော်ကိုစီးလိုက်တဲ့အပေါ်မှာကြည်ချင်းအဖြစ်ကိစ္စရှိတယ် The person of Jesus Christ, ခရစ်တော် who as fully God and fully man, ဘုရားတရားရခိုင်လို့လူတရားရခိုင်လို့ died the wrongful death that I deserved, ငါနဲ့ထိုက်တန်တဲ့အမှားရင်းတွေကြကြောင်းဒီမှာလည်း that each of us deserved, အားလုံးထိုက်တန်တဲ့ so that we could be reconciled to God. ဘုရားသခင်အကြောင်းသိတဲ့ဒီကြောင့် God is faithful, ဘုရားသခင်ကသစ္စာရှိတယ် even when things happen in ways we don't understand. ငါတို့နားမလည်တဲ့အရာတွေဖြစ်ဖြစ်ပြင်မဲ့လည်း In fact, we are often the ones who are unfaithful. တကယ်တော့ငါတို့ပဲဖြစ်ပါတယ်ဆိုင်ရှိတာ We fail to follow him, သူနောက်လိုက်ဖို့ we question him, အမေခွန်တွေထုတ်တယ် we doubt his plans, သူ
ရဲ့ချမ်းစီတော်ကို but God remains steadfast. အမေဖျားသခင်ဟာသစ္စာရှိတယ် 2 Timothy chapter 2 verse 13 နိတိတုခန်းကြီးအငယ်73မှာ says, "If we are faithless, he remains faithful, for he cannot deny himself." ငါတို့ကသစ္စာမရှိတယ်သူကသစ္စာရှိနေဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူကိုသူမငြင်းပယ်နိုင်ဘူး All the lack of faith in humans လူတွေပေါ်မှာရှိတဲ့ယုံကြည်နိုင်တဲ့အရာအားလုံးက doesn't change the faithfulness of God. ဘုရားသခင်ရဲ့သစ္စာရှိခြင်းကိုပြောင်းလဲစေပါဘူး So in this story, in Paul and Silas's story, ဒီပုံပြမှာ he chose to act by freeing them. ဘုရားသခင်ကပေါနဲ့ဆိုင်လတ်ကိုလွတ်ပြီးခြင်းဖြင့်သူရဲ့သစ္စာကိုပြတယ် But he was still faithful even when he doesn't answer the way that we want him to. ဘုရားသခင်ကသစ္စာရှိနေဖြစ်တယ်ငါတို့လူတလူမဖြစ်ပေမဲ့လည်း He is sovereign ဘုရားသခင်ကအနန္တတကူနဲ့ကြီးဆုံးတယ် and he loves us သူကငါတို့ကိုချစ်တယ် and he is always working. ဘုရားသခင်အမြဲတမ်းလုပ်တယ် So we see that the jailer is amazed by Paul and Silas. ထောင်ဆောင်ကပေါနဲ့ဆိုင်လတ်ကြောင့်ဒီပဲအော်တယ် That even though the prison doors were open, ထောင်သားကိုပွင့်သွားတယ် Paul and Silas did not run. ပေါနဲ့ဆိုင်လတ်ကဒီဘူး I don't know what I would have done. ဆရာဘာလို့ရမလဲ I think I would have run. ဒါဆိုရင်ကြီးနေတယ် But Paul and Silas, by the Spirit of God, knew to stay. ပေါနဲ့ဆိုင်လတ်ကဝိညာဉ်တော်အပြင်ဆက်နေတယ်လို့ညီကြတယ် And we can assume the jailer was there all night. အဲ့ဒီဆောင်ထောင်ဆောင်ကညလုံးမှာပဲရှိနေတယ်လို့ယူဆလို့ရတယ် So he heard them singing and praising. သူကသူတို့တချင်းဆိုတာချီးမွမ်းတာတွေကိုကြားတယ် The jailer asks them ထောင်ဆောင်ကပြောတယ် in verse 33, ပိုင်းငယ်33မှာ "What do I need to do to be saved?" ငါကယ်တင်ခြင်းရဖို့ဘာလို့ရမလဲ Paul tells him, "Believe in Jesus." ဘောလူကခရစ်တော်ကိုယုံကြည်ပါလို့ပြောတယ် Isn't that good news? ဒီကောင်းပဲဟုတ်လား We don't have to earn it. ငါတို့ကကြိုးစားစရာမလိုဘူး We are saved because of our belief in Jesus. ငါတို့ကကယ်တင်ခြင်းရတယ်ခရစ်တော်ကိုယုံကြည်ခြင်းအပြင် He did the work for us on the cross. သူကပဲအကုန်လုံးလုပ်ပြီးသွားပြီ Praise God. ဟာလေလုယာ And so the jailer and his whole family come to know Jesus Christ. ထောင်ဆောင်နဲ့တမိသားစုခရစ်တော်ကိုတွေ့ဖို့သွားကြတယ် Let's finish by reading verse 34. ပိုင်းငယ်33ကိုဖတ်ခြင်းဖြင့်ဒီကုန်းချုပ်ရအောင် Then the jailer brought them into his house and set food before them. And the jailer rejoiced, along with his whole household, that he had believed in God. ပိုင်းငယ်33သူဒီပုံနဲ့တီလာတို့ကိုအိမ်တို့ဖိတ်ခေါ်၍စားဖွေရများတည်ခြင်းကျွေးမွေးကအိမ်သူအိမ်သားအားလုံးနဲ့အတူဘုရားသခင်ကိုယုံကြည်ရသောကြောင့်အလုံးဝမ်းမြောက်နေ Even in the prison, ထောင်ထဲမှာပဲ God was working. ဘုရားသခင်အလုပ်လုပ်တယ် And even though Paul and Silas were facing such a difficult trial, အော်ဒီနဲ့ဆာရာဆုကဒီလိုမျိုးဖြစ်ခဲ့တဲ့အချိန်မျိုးကြုံတော့တယ် God had a plan for them. ဘုရားသခင်အားသူတို့အတွက်ချမ်းစီရှိတယ် He used their time in prison သူဘုရားသခင်အားသူတို့ရဲ့ထောင်ထဲမှာအချိန်ကို to bring the jailer and his whole family to know Jesus. ထောင်ဆောင်တဲ့အမိသားစုလုံးဘုရားသခင်ကိုသိဖို့အသုံးပြုတယ် He was faithful then, ဘုရားသခင်ကသစ္စာရှိတယ် and he's faithful now, ဘုရားသခင်အခုလည်းသစ္စာရှိတယ် even when we don't understand it. ငါတို့နားမလည်ဘူးမဲ့ He is always working for his glory ဘုရားသခင်သူ့ရဲ့ဘုံတော်အတွက်အများကြီးလုပ်တယ် and for the good of those who love him. သူ့ကိုချစ်တဲ့လူတွေကောင်းဖို့အတွက် We can trust him. ဘုရားသခင်ကိုယုံကြည်လို့ရတယ် So, to finish things, ဆုံးသက်ဖို့အနေနဲ့ conclusion. I know that this story is probably familiar to many of you, ဒီပုံများဟာငါတို့အလုံးရင်းနှီးပြီးသားဖြစ်နေမယ် but I hope that you still found some encouragement in it, ဒီအရာကနေခွန်အားရစရာတွေဒီမှာလို့ပြောချင်ပါတယ် that I can remind you that you can trust in God's faithfulness. ကျွန်မသ
လည်းညဝေချင်ပါတယ်ဖျားသခင်ကငါတို့ယုံကြည်လို့ရတယ် that He is always in control. ဖျားသခင်ဟာထိန်းချုပ်နေစေပဲဖြစ်တယ် And this will give us confidence in unsure circumstances. အဲဒီအရာကြောင့်ပဲငါတို့ဒီနေနိုင်တယ် Because our confidence is in Jesus. ငါတို့ဘာဖြစ်လို့လဲဆိုတော့ငါတို့ရဲ့ရဲရင်ချင်တာဖျားသခင်ရှိမှာပဲရှိတယ် And this gives us joy, အဲဒီအရာကဝမ်းမြောက်ခြင်းကိုပြီးတယ် even in evil circumstances. အခြေအနေတွေမကောင်းပေမဲ့ Because our joy is in Jesus Christ. ဖြစ်လို့လဲဆိုတော့ငါတို့ရဲ့ဝမ်းမြောက်ခြင်းကဖျားသခင်ရှိမှာပဲ How easy is it to just stand here and say this? ဘယ်လောက်ပဲကိုပါတလဲဒီမှာရပ်ပြီးတော့ပြောဖို့က Trust God. He's always working. ဖျားသခင်ကိုယုံကြည်ပါအများအားလုံးလုပ်တယ် Sounds good, အထောက်လို့ကောင်းတယ် but it's hard. ခက်ခဲတယ် It's hard to actually do it. ကဲလို့ကခက်ခဲတယ် I wish I could tell you a secret that would fix it. အဲ့လိုမျိုးလုပ်ရရင်တော့ကောင်းပါပဲ Like, just do this one thing and it will make it easier. ဒီတစ်ချက်ကိုလည်းလုပ်ပါကိုယ်လည်းကိုသွားမယ် ကောင်းပါပဲ Does anyone know? I don't know it. Matipu. It's hard. It's really, really hard. ညာခက်ခဲပါလေ It's, I'm sure, especially hard for all of you. ငါတို့အားလုံးတဲ့ညာခက်ခဲပါလေ For what has happened in your country. ငါတို့နိုင်ငံမှာဘာဖြစ်ခဲ့လဲဆိုတာ The injustices in Myanmar. တရားမှုတွေ The wrongs that have been done to you and your families. မကောင်းမှုတွေမိသားစုတွေဒုက္ခတွေကြုံနေရတယ် It is evil. ဒီအရာကမကောင်းဘူး And I think that we should grieve over it. ငါတို့ဟာဒီအရာပေါ်မှာဝမ်းနဲ့ပူဆွေးတဲ့တယ်လို့မြင်တယ် We should be sad at evil. ငါတို့ဝမ်းနဲ့တဲ့မကောင်းတဲ့အရာတွေကြောင့် We know that God grieves over evil. ငါတို့လည်းတည်တယ်ဖျားခံမကောင်းမှုအပေါ်မှာနေရဲဆိုတာ So we should respond with lamenting, with grief. ငါတို့ဝမ်းနဲ့ပူဆွေးခြင်းပူဆွေးခြင်းနဲ့ထုတ်ပြန်နေတယ်ဘူး But we know in our grief ဒါပေမဲ့ဒီအရာပေါ်မှာ that we have a greater joy ငါတို့ဟာကြီးမြတ်တဲ့ဝမ်းမြောက်ခြင်းရှိတယ် and nothing can take it from ဘ us. ယ်အရာကမှဘာလို့မရဘူး This won't be forever. ဒီအရာကထာဝရဖြစ်တယ် You will not always have to command your heart to praise God in fear and death and sorrow. အချိန်တိုင်းငါတို့ရဲ့နှလုံးသားကိုကြောက်ရွံ့ဖို့တော့မလိုပါဘူး One day we will be in perfect peace with God, ဒီနေ့မှာငါတို့ဟာခင်ကြီးတက်တဲ့ဖျားဖြစ်စီမှာ and there will be no more sadness. အဲဒီအချိန်မှာဝမ်းနဲ့ပူဆွေးခြင်းမရှိတော့ဘူး There will be no more injustice. တရားမှုတွေလည်းမရှိတော့ဘူး There will be no more death. ဒီခြင်းလည်းမရှိတော့ဘူး As Psalm 9, verse 18 says, စာလုံးအပြောလို့လေ the needy shall not always be forgotten, and the hope of the poor shall not perish forever. ။စာလကျမ်းခန်းကြီးကိုအငယ်18မှာသို့တော့နောင်ပါသောသူတို့သည်အစဉ်မြင့်ခြင်းခံရမည်မဟုတ်အဖိနှိပ်ခံရသောသူတို့၏မျှော်လင့်ခြင်းတွေလည်းအောက်စဉ်ပျက်စီးတော်မူဖို့ This isn't forever. ဒီဟာထာဝရမဟုတ်ဘူး We have hope in our future. ။ဒါကအနာဂတ်အတွက်မျှော်လင့်ချက်ရှိတယ် I'm excited for the day we will worship together in heaven. ။ရာပဲစေလို့ရှာပါတယ်ဒီနေ့မှာကောင်းကင်မှာဒီလိုချီးမွမ်းတယ် And there, we will need no translator. ။ချက်ချင်းလည်းမလို့ And I'm excited to see you there in heaven one day. ဒီအချိန်မှာအားလုံးတွေ့ချင်ပါတယ် And I say this with confidence. ။ရာကို I confidence နဲ့ပြောချင်ပါတယ် know that I will. ။ငါသိတယ်ငါလုပ်နိုင်မယ်လို့ So we have a hope and a joy ။ငါတို့ကမျှော်လင့်ခြင်းနဲ့ဝမ်းမြောက်ခြင်းရှိတယ် that is strong. ။ညာတတ်ပါတယ် And until that day comes, ။အဲဒီအချိန်မတန်ခင် I
I want you to know မင်းတို့သိစေခြင်းနဲ့ that you're not alone. တယောက်ချင်းမဟုတ်ဘူးဆိုတာ You are not forgotten. မင်းတယောက်ခံမဟုတ်ဘူးဆိုတာ Your Christian family around the world ခရိယာမိသားစုကမ္ဘာလုံးမှာရှိတဲ့ခရိယာမိသားစုများက is grieving with you အကျိုးတော်ဝါနာမှုဆိုရဲ and hating the injustice with you. တရားမှုကိုမုန်းပြီးရဲ့ And we are praying for Myanmar with you. ငါတို့ကမြန်မာနိုင်ငံအတွက်ဆုတောင်းပြီးရဲ့ You're not forgotten, ဒီရောက်ခံမဟုတ်ဘူး and it won't always be like this. ဒီအရာကအများဒီလိုမျိုးဟုတ်မှာမဟုတ်ဘူး God is faithful. ဒါဖျားသစ္စာရှိရဲ့ He's coming back to make all things new. အချိန်တိုင်းပြန်လာမယ်အရာတော့အတိတ်ဖြစ်စီကို He promised. အကြည့်ထားရဲ့ We can trust him. ဒါဖျားယုံကြည်လို့ရတယ် And so because of this faithfulness of God, ဒီဘုရားသခင်ရဲ့သစ္စာရှိခြင်းကြောင့် we have confidence and joy, ငါတို့မှာရဲရင်ချင်းမြင့်တဲ့ချင်းနဲ့ဝမ်းမြောက်ခြင်းရှိရဲ့ no matter what happens around us. ဘယ်လိုအရာတွေဖြစ်ဖြစ် I want to end with one more verse. ဒီဂျမ်ပန်ကလေးနဲ့ဆောင်းတဲ့ချင်းပါတယ် Galatians chapter 6, verse 9. Let us not grow weary of doing good, for in due season we will reap if we do not give up. ဒီအရာကိုအတူတူဖတ်ကြရအောင် Sorry, too many Bible verses. Galatians chapter 6, verse 9. Verse 9. Okay, let's read together. ဒီဖတ်ရအောင် Galatians ဂလာတိအကြီး6အငယ်9ငါတို့ဒီကောင်းသောအမှုကိုပြုရာ၌စိတ်သက်သာရောခြင်းမရှိဘဲနေကြကုန်စို့အကြောင်းမူကားစိတ်မသက်ဘဲနေရင်အချိန်တန်သောအခါရည်တည်ရလိမ့်မယ် Don't grow tired of doing good. ကောင်းတဲ့အရာပေါ်မှာလုပ်တဲ့အပေါ်မှာ Our faithful God is always with us. ပြန်မမနှောရပါနဲ့ဖျားသခင်အမြဲတမ်းသစ္စာရှိတယ် So let's respond with confidence and joy. အမြဲတမ်းခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့ညီကြရအောင် As we trust in His perfect plan. ဖျားသခင်ရဲ့ကြံစီတော်ကိုယုံကြည်ခြင်းအပြင် Just good night. Thank you Just kill the players. What say to me? ဒီနေ့ကျွန်တော်အားလုံးရမယ်တရားချမယ်လို့ပြောကြည့်တယ်နော်သူကြည့်ချင်တာပြေသူကအသက်အဲ့လိုကြည့်အသက်ကမရှိဘူးဒါပေမဲ့ဒီတရားဟောတာဒီကြည့်ချင်တယ်ပေါ့ I'm gonna အား go လုံး get အားရမယ် the လို့ flag. ကြည့်တယ်သူကဒီအမေရိကန် Can I? I'm gonna go get the flag, okay? ဖြစ်တယ်အဲဒါဆိုချင်းအားဖြင့်ကျွန်တော်ကတည်အောင်ဖြစ်တယ် See who protect me for protecting me. ဆက်ချင်းဒီကျွန်တော်တင်းတော်မှာနေတာတိတ်မချဖြစ်ပြီးမြင်ကျွန်တော်တင်းတော်ကိုကြည့်ကောင်းချစ်ဖြစ်တယ်ဘာမေ့ဆိုတော့စိတ်မကောင်းတာကဆက်ချင်းကဒီမှာမောကြာကြာမနေတော့ဘူးဆိုတဲ့ကြားရခါတော့စိတ်ထဲမှာတော့မကောင်းဘူးအဲ့ဒါလေးတော့ဒီလိုချင်း So today I need help right now. we see I'm gonna die. I hope and I believe everyone will get blessing from you the words you share. So I think everyone is happy. Everyone is enjoy encouragement. Very thankful. Okay. So we like to express. No. Please have to protect me, bro. I almost died. We like to express your church I cannot use that ability. appreciation. That's all. I'm gonna go get the flag. Come with me out.
မြန်မာနိုင်ငံသားတွေဆိုတော့ဒီပရီလိုပဲဆိုတာအချင်းအပြင် I captured like 3 flags already. I mean 4. No, 3. အားလုံးပဲပွားရကြမယ်လို့ပြောနေပါတယ်ဒီချာရုံးပြစီဝေးတရောက်ဒီက14ရောက်ဖြစ်ပါတယ်လို့ပြောချာရဲဒီကတရားထဲမှာပုံစံပုံဖြစ်ပါတယ်လို့အားလုံးကိုကြည့်ကြည့်ပါတယ်ဒီချိန်မှာတော့အားလုံးမတည့်ရတော့အဆုံးချိန်ဝန်သူမှာဆရာရဲ့အော်တီပီချာပြေးစီစဉ်လို့ဆုံးတာမှာပါတယ် I just killed the flag. Bro, I just killed 2 people. Okay. Come with me, I'm gonna put back the flag. But I wanna be MVP. But you have to, yeah, that's how it is. Because the people that is our enemy is gonna try to kill me. That's why. You have to protect me, bro. Shit, I'm dying. Bro, protect me. နေဝတ်ဆိုတဲ့ဒီပုံစံချင်းနဲ့ဆုံးဖြတ်လို့ရှင်းမှာဖြစ်ပါတယ်။ I have like 16 kills and I'm still fighting for You died. You told me you have another one.
ကျွန်တော်ခံစားတတ်တဲ့ပုံမျိုးများဖြစ်တယ်။ဒါပေမဲ့ဒီနေ့ကိုအများဂမီဂျွေအဖြစ်ကျွန်တော်ဒီမြင့်တော်ချင်းမခါပဲအစင်အမဲတရိယာချင်းခါတဲ့တာဖြစ်ကြောင်းကိုကိုရောအများထပ်ပြီးမှကိုရောအများဂရိပေးတော်ကြောင့်လည်းချီးဆိုတင်တယ်။ဟိုကိုရောအများဒီနေ့ကျွန်တော်မြန်မာနိုင်ငံကကျွန်တော်ဆိုတော့ကျွန်တော်မြန်မာရှိတဲ့နေရာတိုင်းမှာကိုရောဖျားရဲ့မိသားစုတို့ကိုခံစားစီမြန်မာပြည်ကိုဖမ်းပြီးအကူတို့ဒေတာတီတီမြန်မာနိုင်ငံတီတီမြန်မာနိုင်ငံတီတီများဒီမိနိုင်ငံမှာဆိုတော့ဒီချမ်းစွာနဲ့တရားတော်ကိုဘုရားပြည့်ပြည့်တော့ချက်တဲ့ချစ်နေရာကမှာဘုရားပြဆွေးဆွာဒီရနဲ့မြန်မာနိုင်ငံကပြဘုရားပြတော့ဆွေးကောင်းအခါခါတော့ချက်ပဲဘုရားပြဆွေးနေMasama Mochiviva Sui Chigane Propapia, Lubia, Hokobi, Uraidi, Uraidi Tokia, Uraidi Sotia, Lubasi, Basi Chidi, Lubia, Lubia, Hokobi, Hoba, Propapia, Chizuki, Nini, Nokoba, Shani, Urana, Asian men. ကိုရောဖျားစိတ်ချခြင်းနဲ့ဝမ်းမြောက်ခြင်းရှိတဲ့ကိုရောသစ္စာရှိခြင်းကိုအစီအမဲ့တည်နေမိမိရဲ့ဘဝမိမိရဲ့အသက်တာဒီစီနေမြတ်အောင်မင်းတော်သူများဖြစ်ကိုရောက်စီတဲ့ကိုရောဖျားကောင်းချီးပေးပါကိုရောဖျားလမ်းပြပါဒီနေ့ဒီနေရာမှာရောက်စီလာတဲ့တာသမီးရောက်စီစီတဲ့ဘောနာအဖခမဲရောမိတာရောကာရောခရစ်ချီးဆိုတဲ့တာရှင်တော်ဝိညာဉ်တော်ရဲ့ပူပါစီခြင်းနဲ့လမ်းပြခြင်းဒီအခုချိန်မှာစာရွေးကာလစီစစ်ဒီစီဒီနေမှာရှိတယ်